ဒီနေ့မှာတော့ထိုင်းဘာသာစကားမှာရှိရဲ့တောက်လျှောက်မယင်မနာဆိုတဲ့အဓိပ္ပာယ်ရှိရဲ့စကားလုံးနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးသွားပါမယ်။မိုက်ခတ်ဆိုင်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 ဆိုတော့တောက်လျှောက်မယင်မနာဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်။မိုက်ခတ်ဆိုင်ဥပမာစာကြောင်းလေးအနေနဲ့ကတော့มีลูกค้ามาซื้อของไม่ขาดสายมีลูกค้ามาซื้อของไม่ขาดสายมีရှိတယ်ลูกค้าဆိုတာတော့ဈေးဝယ်ပေါ့နော်มาซื้อของဈေးလာဝယ်တဲ့ဈေးဝယ်ရှိတယ်ไม่ขาดสายဆိုတာတော့မယမနာဘူးပဲဈေးလာဝယ်တဲ့ဈေးဝယ်တွေရှိတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်มีลูกค้ามาซื้อของไม่ขาดสายနောက်ထပ်ဥပမာလေးအနေနဲ့ကတော့သူအလုပ်ကိုနေတိုင်းစက်မပြတ်လုပ်တယ်ပေါ့နော်အလုပ်တွေကိုနေတိုင်းစက်မပြတ်လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်လေးကတော့เขาทำงานไม่ขาดสายทุกวันเขาသူကทำงานဆိုတာကအလုပ်လုပ်တယ်ไม่ขาดสายအစက်မပြတ်ပေါ့နော်မယမနာအလုပ်လုပ်တယ်ทุกวันနေတိုင်းเขาทำงานไม่ขาดสายทุกวันเขาทำงานไม่ขาดสายทุกวันมีคนโทรมาหาไม่ขาดสายเลยไม่มีเวลาว่างมีคนโทรมาหาไม่ขาดสายเลยไม่มีเวลาว่างมีคนโทรมาหาဆိုတာကတော့ဒီဖုန်းဆက်လာတဲ့သူတွေရှိရပေါ့နော်ไม่ขาดสายစမပြတ်မယမနာဘူးပဲเลยဒါကြောင့်မလို့ไม่มีเวลาว่างအားတဲ့ချိန်ကိုမရှိဘူးมีคนโทรมาหาไม่ขาดสายเลยไม่มีเวลาว่างနောက်ထပ်ဥပမာလေးအနေနဲ့အမေတနေ့လုံးအိမ်လုပ်တွေကိုပဲတောက်လျှောက်လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်လေးပါแม่ทำงานบ้านไม่ขาดสายทั้งวันแม่ทำงานบ้านไม่ขาดสายทั้งวันแม่အမေကทำงานบ้านဆိုတာတော့အိမ်လုပ်တွေလုပ်တယ်ไม่ขาดสายဒီအဆက်မပြတ်တောက်လျှောက်ကိုပဲအိမ်လုပ်တယ်လုပ်တယ်ပေါ့နော်ทั้งวันဆိုတာကတော့တနေ့လုံးแม่ทำงานบ้านไม่ขาดสายทั้งวันดอกกุหลาบบานไม่ขาดสายตลอดปีที่หน้าบ้านดอกกุหลาบบานไม่ขาดสายตลอดปีที่หน้าบ้านดอกกุหลาบဆိုတာကတော့နှင်းစီပန်းကြီးကบานဆိုတာကတော့ပွင့်နေရပေါ့နော်ไม่ขาดสายဆိုတာမပြတ်ဘူးပဲตลอดปีဆိုတာတနည်းပတ်လုံးที่หน้าบ้านအိမ်ရှိမှာအိမ်ရှိမှာနှင်းစီပန်းတွေကတနည်းပတ်လုံးစမပြတ်ကိုပဲပွင့်နေကြတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ดอกกุหลาบบานไม่ขาดสายตลอดปีที่หน้าบ้านနောက်ထပ်ဥပမာလေးကတော့พวกเขากินอาหารเย็นไม่ขาดสายเพราะพวกเขาหิวพวกเขาဆိုတာတော့သူတို့ပေါ့နော်กินစားကြတယ်อาหารเย็นဆိုတာကတော့ညနေစာကိုစားကြတယ်ไม่ขาดสายအစမပြတ်ပေါ့နော်တရက်ဆက်စားကြတယ်ပေါ့နော်เพราะဘာလို့လဲဆိုတော့พวกเขาหิวဆိုတာကတော့သူတို့ဘိုက်စာနေတဲ့အတွက်ကြောင့်မလို့ပေါ့နော်พวกเขากินอาหารเย็นไม่ขาดสายเพราะพวกเขาหิวနောက်ထပ်ထိုင်းဘာသာစကားမှာရှိတဲ့အစားထိုးသည်ပေါ့နော်အစားသူ့အစားအမေအစားဆိုတဲ့အစားဆိုတဲ့ဟာကိုပြောချင်ရင်တော့แทนဆိုပြီးတော့ပြောလို့ရပါတယ်แทนရဲ့နောက်မှာတော့သူက subject တို့ဒီလူပုဂ္ဂိုလ်အမြဲလိုက်ပါတယ်แทนဥปมาผมจะไปรับน้องแทนพ่อผมจะไปรับน้องแทนพ่อผมကျွန်တော်ကจะไปรับဆိုတာကတော့တွားကြည့်လိုက်မယ်น้องညီလေးတို့မဟုတ်ညီမလေးကိုပေါ့နော်แทนพ่อအဖေစားတွားကြည့်လိုက်မယ်ผมจะไปรับน้องแทนพ่อနောက်ထပ်ဝါကြလေးအနေနဲ့ကတော့ดิฉันจะไปซื้อของแทนพี่ดิฉันจะไปซื้อของแทนพี่ดิฉันจะไปซื้อของဆိုတာကတော့ပစ္စည်းသွားဝယ်လိုက်မယ်แทนพี่အမစားတမို့အကိုစားပစ္စည်းသွားဝယ်လိုက်မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ดิฉันจะไปซื้อของแทนพี่ดิฉันจะไปซื้อของแทนพี่
ကျမအမေအစားအိမ်လုပ်တွေလုပ်လိုက်မယ်ဆိုတဲ့စာကြောင်းလေးကိုပြောချင်ရင်တော့ดิฉันจะทำงานบ้านแทนแม่ดิฉันจะทำงานบ้านแทนแม่ดิฉันจะทำงานบ้านဆိုတာကတော့အိမ်လုပ်တွေလုပ်မယ်ပေါ့နော်แทนแม่ဆိုတာကတော့အမေအစားအိမ်လုပ်တွေလုပ်လိုက်မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ดิฉันจะทำงานบ้านแทนแม่ดิฉันจะทำงานบ้านแทนแม่